I believe it too. ကျွန်တော်လည်းယုံတယ် And we will work together. ကျွန်တော်တို့အတူတူလက်တွဲလှုပ်ဆောင်မယ် I promise you this. ကျွန်တော်ဒါဂရိပေးတယ် If you work hard in my nation, ကျွန်တော်တို့ရဲ့နိုင်ငံမှာသင်တို့အလုပ်သာစ조사မယ်ဆိုရင် I will work hard in your nation. သင်တို့နိုင်ငံမှာလည်းကျွန်တော်အတကုံစ조사မှာဖြစ်တယ် But I promise you this. နောက်တစ်ခုကျွန်တော်ဂတိပေးတယ် Even if you don't work hard in my nation, ကျွန်တော်ရဲ့တိုင်းနိုင်ငံမှာဧဝံဂေလိအတွက်အလုပ်မစ조사ရင်တောင်မှ I will still work hard in your nation. သင်တို့နိုင်ငံမှာကျွန်တော်ဆက်ပြီးတော့အတကုံစ조사မှာဖြစ်တယ် Because I know who I am. ဘာကြောင့်လဲကျွန်တော်ဘာတူလဲဆိုတာကောင်းကောင်းသိတယ် And that determines where I go. အဲ့ဒါကကျွန်တော်ဘယ်ကိုသွားမလဲဆိုတာကိုဆုံးဖြတ်ပေးတာ You know who you are. သင်ဘာတူလဲဆိုတာကိုသိလား Be it. အသက်ရှင်ပါ Do it. လှုပ်ဆောင်ပါ In Jesus' name. ယေရှုနာမ၌ Can you? I want to pray for you. Lift up your hands. အားလုံးလက်မြောက်ကျွန်တော်ဆုတောင်းပေးခြင်းတယ် Lord, I thank you for your precious Burmese church. ကိုရောမြန်မာအသင်းတော်အတွက်ကျေးဇူးတင်တယ် I thank you, Lord, that you have allowed them to be scattered throughout all of the earth. ဒီနေ့တနိုင်ငံလုံးတစ်ကမ္ဘာလုံးမှာသူတို့ကိုပြန့်နှံ့စေလို့ကျေးဇူးတင် What a strategic missionary movement that's coming out of Myanmar. မြန်မာနိုင်ငံကနေနီးပြူဟာကြာကြာသာသနာပြုခြင်းဖြစ်တယ် And I believe the vision that you gave me, ကျွန်တော်ကိုကိုရောပေးတဲ့ယူပါယုံဟာ that everywhere they go, သူတို့သွားတဲ့နေရာတိုင်းမှာ they will bring your fire. ကိုရောရဲ့မီးကိုတည်ဆောင်မဲ့သူတွေဖြစ် That တယ် everywhere they go, သွားတဲ့နေရာတိုင်းမှာ they will bring your light. ကိုရောရဲ့အလင်းကိုတည်ဆောင်မဲ့ That everywhere they go, သွားတဲ့နေရာတိုင်းမှာ they will be a blessing to the land. ထိုတိုင်းနိုင်ငံအတွက်ကောင်းကြီးဖြစ်မယ် So I pray that you encourage them and lift them up. ဒါကြောင့်ကိုရောသူတို့ကိုအားပေးပါထူမပေးပါ And I pray that you pull back the veil and show them who they are. ကလကာကိုကိုရောဖွင့်ပေးပြီးတော့သူတို့ဘယ်သူလဲဆိုတာကိုနားလည်သဘောပေါက်စေပါ And as an American man, American လူမျိုးတယောက်အနေနဲ့ I thank you for the Burmese people in my nation. ကျွန်ုပ်နိုင်ငံမှာကိုရောပို့ပေးတဲ့မြန်မာလူမျိုးတွေအတွက်ကျေးဇူး I တင်တယ် thank you, Lord, that they will reach so many Americans. American လူမျိုးမြောက်များစွာကိုသူတို့ဧဝံဂေလိဝင်ငါမှာဖြစ်လို့ကျေးဇူးတင် But တယ် not only here, everywhere they are, ဒီနေရာမှာပဲမဟုတ်ဘူးသူတို့ရောက်တဲ့နေရာတိုင်းမှာ that they will bring forth harvest in the nations. ထိုတိုင်းနိုင်ငံတွေမှာရိတ်သိမ်းခြင်းတွေကိုသယ်ဆောင်မဲ့သူတွေဖြစ်တယ် So, Lord, we come into agreement with heaven. ဒါကြောင့်မို့ကောင်းကင်တဲ့သဘောတူတယ် Let your kingdom come, your will be done. နိုင်ငံတော်တည်ထောင်တော်မူပါအလိုတော်ပြည့်စုံပါစေ On earth through your Burmese people as it is in heaven. ကောင်းကင်ဘုံမှာပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာမြန်မာလူမျိုးများအဖြစ်အလိုတော်ပြည့်စုံပါစေ We say yes and amen to the Burma blessing. Burma blessing အတွက်သဘောတူတယ် Hallelujah. Hallelujah